Hello，大家好，အားလုံးပဲမင်္ဂလာပါဒီနေ့တင်ပြပေးတော့မှာကတော့ကိုနေမကောင်းတဲ့ချိန်မသက်သာနေတဲ့ချိန်မှာဘယ်လိုစာကြောင်းလေးတွေကြားနိုင်လဲပြောနိုင်လဲဆိုတာကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ကိုကသူငယ်ချင်းနဲ့ရှိနေတဲ့ချိန်မှာရုပ်တရက်ကြီးနေမကောင်းလာဘူးဆိုတော့သူငယ်ချင်းကမေးမှာပေါ့နင်ဘာဖြစ်တာလဲ你怎么了你怎么了你怎么了ဘယ်နာနေမကောင်းတာလဲ哪里不舒服哪里不舒服哪里不舒服အဲဆိုကိုကပြန်ပြမှာပေါ့ငါဘိုက်ရမ်းနာနေတယ်我肚子很疼我肚子很疼我肚子很疼ငါဆရာဝန်သွားပြချင်တယ်我想去看医生我想去看医生我想去看医生အဲဆိုသူငယ်ချင်းကကိုနေမကောင်းတာတွေ့တော့ငါနည်းနည်းတူတူလိုက်သွားပေးမယ်我陪你去我陪你去我陪你去ပြန်တွေ့ကြရအောင်你怎么了你怎么了你怎么了哪里不舒服哪里不舒服哪里不舒服我肚子很疼我肚子很疼我肚子很疼我想去看医生我想去看医生我想去看医生我陪你去我陪你去我陪你去